မကြောက်လို့ပြောရင်တော့လိန်ရပဲဖြစ်လိမ့်မယ်အားကြတယ်မိဘအရန်ချမ်းသာနေလို့မြင်ဘဝရဲ့တောင်ရမ်းဆင်ပြေတယ်ကွာဒီလားကိုမှလှုပ်ချင်တာအများကြီးရှိတယ်အိမ်မက်တွေအများကြီးရှိတယ်ကိုပြီးမြင့်မှန်းလို့ရတယ်ကွာမိဘတွေကဆင်ပြေတဲ့အတွက်ကြောင့်အနောက်ကပြီးနေတဲ့ sport တွေအရန်ကောင်းတယ်ဒါပေမဲ့ opposite လို့ခေါ်တာပေါ့လေတကယ်ကိုမှချမ်းသာနေတဲ့မိဘတွေသားသမီးတွေကြတော့ဖြစ်နိုင်တဲ့အနေအထားကိုပြပြနော်အကုန်လုံးတော့မဆိုလို့ generally ပြောမှဆိုရင်သူတို့မှကြတော့ဗာလဲဆိုတော့လောက်ကြီးမချမ်းသာချင်တော့နောက်ဘက်ကကြည့်မယ်ဆိုရင်ပတ်စံရှိခြင်းနဲ့ဘဝမှာ luxury လို့ခေါ်ရရင်တုံးကျင်တယ်ဒါမှမဟုတ်ဘဝမှာတက်တက်ဖြစ်ဖြစ်နေကျင်တယ်ဒါဘာကြောင့်လဲဆိုရိုးရှင်းပြောရင်ကျွန်တော်မှမရှိလို့လိုချင်တဲ့ຢာတစ်ခုမလို့ဘဝအဆင်ပြေတဲ့လူတွေကြတော့လေသူတို့မှဒါကြီးရှိနေတယ်ဘဝအားလုံးအစီပြေနေလို့ပြောတဲ့အခါကျရင်သူတို့ကဒါကြီးကသူတို့တို့ဘာမှမဟုတ်တော့ဘူးသိလားဒီလိုမျိုးဘဝ lifestyle မျိုးကားတွေအိမ်တွေဆိုတာသူတို့ဘာမှမဟုတ်တော့သူတို့တို့ဆိုရင်နောက်ထပ်မိကွန်းတစ်ခုကဘာလဲဆိုတော့ငါဘာလို့ကျင်တာလဲဆိုတော့မိကွန်းထပ်ထုတ်ပြန်အောင်ပြောတော့အများကြီးပဲနောက်ဆုံးဆုံးသက်ကျင်တဲ့ဟာတော့ဘာလဲဆိုတော့လူဆိုတဲ့အမျိုးကတော့ဘယ်တော့မှတော့ဆုံးမသက်ဘူးပေါ့လေလိုချင်တတ်မှတ်မှုကတော့ဘာမှမရှိနေလို့လိုချင်တယ်အတစ်တစ်ခုရှိနေလူကြောင့်လည်းနောက်ထပ်အတစ်တစ်ခုထပ်လို့ချင်ပြန်နေဒီ game ရဲ့ဘယ်တော့မှမဆုံးဘူးကွာဒီလားအဲ့တော့ကိုကဘယ် game ကိုဆော့ချင်တာလဲဘယ်လောက်ထိလိုချင်တတ်မှတ်မှုရှိရလဲဆိုတာတော့ကျွန်တော်ဒီ game ကိုဆော့နေနေပဲဒီလားမရရပါ